ကဘာပေါ်မှာသူ့ရဲ့မျက်လုံးဟာဦးနောက်ထပ်တောင်ပိုကြီးတဲ့သတ္တဝါတစ်မျိုးရှိတယ်ဆိုတာတင်ယုံကြည်နိုင်မလားအဲ့ဒီသတ္တဝါကတော့ကဘာအကြီးဆုံးငှက်ဖြစ်တဲ့ငှက်ကလာအုပ်ပါပဲဒါပေမဲ့ဒါဟာသူတို့ရဲ့ထူးခြားချက်တွေထဲကအပိုင်းအစာတစ်ခုသာရှိပါသေးတယ်သူတို့ဟာချင်းတိတ်တကောင်ကိုတောင်တစ်ချက်သေးနဲ့အဖက်ပြောက်အောင်ကန်နိုင်စွမ်းရှိသလိုဗျိုင်ကားတစ်စီးမိမှအမျက်နှုံးနဲ့လည်းပြီးနိုင်စွမ်းရှိပါတယ်ဒီနေ့ဗီဒီယိုမှာတော့တဘာဝတရားရဲ့အံ့မခန်းဆုံးဖန်တီးမှုတစ်ခုဖြစ်ခဲ့ငှက်ကလာအုပ်တွေရဲ့မိယုံနိုင်စရာလျှို့ဝှက်ချက်စေဟုကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့သူတို့ရဲ့ထူးခြားတဲ့မျက်လုံးအကြောင်းကိုအကျယ်ချက်ကြည့်ရအောင်ငှက်ကလာအုပ်ရဲ့မျက်လုံးဟာအချင်းနှံလက်မှနီးပါးရှိပြီးကုန်းနေတဲ့တော်တွေထဲမှာအကြီးဆုံးမျက်လုံးပိုင်ရှင်ဖြစ်ပါတယ်စိတ်ဝင်စားစရာကောင်းတာကသူတို့ရဲ့မျက်လုံးနှလုံးပေါင်းရဲ့အလေးချိန်ဟာသူတို့ရဲ့ဦးနောက်ထပ်တောင်ပိုလေးနေတာပါဒီလောက်ကြီးမားတဲ့မျက်လုံးတွေကြောင့်သူတို့ဟာ 3.5 မိုင်အကွာဝေးမှာရှိတဲ့ရန်သူတွေကိုတောင်ကြည်လင်ပြတ်သားစွာမြင်နိုင်စွမ်းရှိကြပါတယ်ဒါဟာကန်တရာထဲမှာရှင်သန်ဖို့အတွက်သူတို့ရဲ့အကောင်းဆုံးကာကွယ်ရေးစနစ်ပါပဲငှက်ကလာအုပ်တွေဟာပြန်တန်းနိုင်စွာမရှိကြပါဘူးဒါပေမဲ့သူတို့ဟာကမ္ဘာအပြေးတန်ဆုံးငှက်တွေဖြစ်တယ်လို့ခြေနှချောင်းတောက်တတဝါတွေထဲမှာလည်းအမြန်ဆုံးပါသူတို့ဟာတနာရီကို45မိုင်နှုန်းနဲ့အချိန်မပြတ်မိနစ်ပေါင်းများစွာပြေးနိုင်ကြပါတယ်သူတို့ရဲ့ခြေထောက်တစ်ဖက်စီမှာခြေချောင်းနှစ်ချောင်းစီတာပါရှိပြီးခြေသေးကြီးတွေဟာပြေးနေစဉ်အတွင်းမြေပြင်ကိုကုတ်တွယ်ဖို့အတွက်စပိုက်ဖက်နှက်တွေလိုအလုပ်လုပ်ပေးပါတယ်ဒါဟာသူတို့ရဲ့မြန်နှုံးတဲ့ခံနိုင်ရည်ကိုထိမ့်ညှိပေးဟုတဘာဝကပေးထားတဲ့အစွမ်းထက်လက်နက်တစ်ခုပါပဲလူအများစုကငှက်ကလာအုပ်တွေဟာကြောက်ရင်ခေါင်းကိုတဲတဲမြုပ်တတ်တယ်လို့အထင်မှားတတ်ကြပါတယ်ဒါဟာလုံးဝအမှားပါတကယ်တော့သူတို့ဟာရန်သူနဲ့ထိတ်တိုက်တွေ့ရင်အလွန်ကြောက်စရာကောင်းတဲ့တိုက်ခိုက်ရေးသမားတွေပါသူတို့ရဲ့ခြေထောက်ကန်ချက်ဟာတန်နှချီတဲ့ဖိအားရှိပြီးချင်းသေးတကောင်ဒါမှမဟုတ်လူတစ်ယောက်ကိုတောင်တစ်ချက်တည်းနဲ့အသက်ဆုံးရှုံးစေနိုင်လောက်အောင်ပြင်းထန်လာပါတယ်သူတို့ရဲ့လေးလက်မှနီးပါးရှည်တဲ့ခြေသေးကြီးတွေဟာအသားစားတတ္တဝါတွေကိုခုခံကာကွယ်ဖို့အဓိကလက်နက်ဖြစ်ပါတယ်ငှက်ကလာအုပ်ဦးဟာကမ္ဘာအကြီးဆုံးဦးဖြစ်ပါတယ်ကြက်ဦးအလုံးပေါင်း24လုံးစာလောက်ရှိပြီးအလေးချိန်အားဖြင့်3ပေါင်ကျော်ရှိပါတယ်ဥကွမ်ဟာအရန်ကိုမာကျော်ပြီးလူတစ်ယောက်တိုက်ရရင်တောင်မကွဲနိုင်လောက်အောင်ခိုင်ခန့်ပါတယ်စိတ်ဝင်စားစရာကောင်းတာကအဖေငှက်ကညဘက်မှာဥဝတ်ပေးပြီးအမေငှက်ကနေ့ဘက်မှာဥဝတ်ပေးတာပါအမေငှက်ရဲ့အမွေးဟာတဲရောင်တဲ့သူလို့နေ့ဘက်မှာရန်သူမမြင်နိုင်သလိုအဖေငှက်ရဲ့အမဲရောင်အမွေးဟာလေညဘက်မှာကွယ်ဝတ်ဖို့အကောင်းဆုံးဖြစ်နေပါတယ်သူတို့ဟာရေမတောက်ပဲရက်ပေါင်းများစွာနေနိုင်ကြပါတယ်သူတို့စားတဲ့အပင်တွေအမြစ်တွေနဲ့အစိအစံတွေစီကနေရေဓာတ်ကိုအပြည့်အဝရယူနိုင်တာပါနောက်ထပ်ထူးခြားတာကငှက်ကလာအုပ်တွေဟာကြောက်ခဲလေးတွေကိုတမင်တကာမျိုးချဲ့လက်ရှိပါတယ်သူတို့မှာသွားမရှိတဲ့အတွက်ဒီကြောက်ခဲတွေကသူတို့ရဲ့1 byte ထဲမှာအစာတွေကိုကြိတ်ချေပေးဖို့ဂိစလို့ခေါ်တဲ့အစိတ်အပိုင်းမှာအစာကြေဆက်သက်ဖွယ်ကူညီပေးတာပါအရွယ်ရောက်ပြီးသားငှက်တကောင်ရဲ့ byte ထဲမှာကြောက်ခဲတစ်ပေါင်ခွဲလောက်အထိရှိနေတတ်ပါတယ်နောက်ထပ်မယုံနိုင်စရာအချက်ကတော့ငှက်ကလာအုပ်တဲ့ရဲ့အိတ်ဆက်ပုံပါသူတို့ဟာရန်သူအန်တရယ်ကိုအမြဲစောင့်ကြည့်နေရတဲ့အတွက်တခါအိတ်ရင်6မိနစ်ထက်ပိုမအိပ်ပဲတနေ့လုံးပေါင်းမှမိနစ်20ကျော်လောက်ပဲအိတ်ဆက်ကြပါတယ်ပြီးတော့သူတို့မှာတခြားနှက်တွေလိုအစာအိမ်တစ်ခုတည်းရှိတာမဟုတ်ပဲအစာအိမ်3ခုတည်းအထိပါရှိပါတယ်ဒါလည်းမကသေးပါဘူးသူတို့ဟာကဘာပေါ်မှာစီးနဲ့ဝမ်းကိုတီးခြားစီစွန့်ထုတ်နိုင်တဲ့တူးတဲ့ပေါ်2မျိုးနွယ်လည်းဖြစ်ပါတယ်ဒါဟာသူတို့ရဲ့ခန္ဓာကိုယ်ထဲမှာရေဓာတ်ကိုအထီးရောက်ဆုံးထိမ့်သိမ့်နိုင်အောင်တဘာဝကဖန်တီးပေးထားတာပဲဖြစ်ပါတယ်ဒါလည်းမကသေးပါဘူးသူတို့ရဲ့နားတွေဟာလည်းအလွန်အစွမ်းထက်ပါတယ်သူတို့ရဲ့ဥခေါင်းဘေးကနားပေါက်လေးတွေဟာအဝေးကလာတဲ့သေးငယ်တဲ့အတိုင်တွေကိုတောင်ဖမ်းယူနိုင်စွမ်းရှိကြပါတယ်ငှက်ကလာအုပ်အထီးတွေဟာအမတွေကိုဆွဲဆောင်ဖို့အတွက်အရန်ကိုထူးခြားတဲ့အကတ်တစ်ခုကိုကပြလေးရှိပါတယ်အထီးဟာမြေပြင်မှာဒူးထောက်ထိုင်ချလိုက်ပြီးသူတို့ရဲ့ကြီးမားလှပတဲ့အမွှေးအတောင်တွေကိုရက်တောင်လိုဖြန့်ကားလိုက်ပါတယ်ပြီးရင်ခေါင်းနဲ့လယ်ပင်ကို
ဘဲပြန်ညာပြန်လွှဲရမ်းပြီးအတောင်ပံတွေကိုတစ်ဖက်စီမြောက်လိုက်ချလိုက်နဲ့စီးကြကြကပြတာထင်ပါတယ်အယောင်ပြောင်းလဲခြင်းမိတ်လိုက်ချိန်မှာအထီးတွေရဲ့ခြေထောက်နဲ့လဲပင်ဟာပုံမှန်ထက်ပိုပြီးနီးရဲလာတတ်ပါတယ်ဒါဟာသူတို့ကျမ်းမာတန်ဆွမ်းကြောင်းအမတွေကိုပြသတဲ့သင်္ကေတတစ်ခုဖြစ်ပါတယ်တဘာဝတရားရဲ့ဖန်တီးမှုတွေဟာတကယ်ကိုအမခမ်းပါပဲမျက်လုံးကြီးကြီးခြေထောက်တန်တန်နဲ့ဒီတတ္တဝါတွေဟာအာဖရိကရဲ့အရှင်သခင်တွေပါပဲအခုပြောပြသွားတဲ့အချက်တွေထဲမှာသင်အကြိုက်ဆုံးအချက်ကဘာဖြစ်မလဲဒါမှမဟုတ်သင်သိထားတဲ့တခြားထူးခြားချက်တွေရောရှိပါသလား comment မှာရေးပေးခဲ့ပါအောင်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲကြည့်ရှုဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ် Every laugh in the room, I'm checking. Did you know? Did you know?